နှစ်ငါဆိုတဲ့ကဏ္ဍ၃ခွက်ရပါမယ်နော်9နှစ်5ဒီအပြီးပေါက်ခွေပါကဲအားလုံးပဲလက်မလေးနှိပ်ပြီးတော့အားပေးမယ်နော်မျိုးတွေအားလုံးပဲနော်အဖွဲ့ဝင်တွေရောနေတိုက်တွေရော3ပတ်တီ5ပတ်တီရောပေါက်တဲ့ကိုတွေမှလည်းအားလုံးကလည်းကိုယ့်ရဲ့ပေါက်ချေလေးတွေကို comment ကလေးမှာမှတ်ပေးမယ်နော်ကဲအားလုံးပဲစောင့်ညွှန်နေတဲ့တကွက်ကောင်းလေးလာပြီနော်တကွက်ကောင်းလေးမပြောခင်မှာမောင်ကျော်ရဲ့မိသားစုဝင်ကိုတွေမှလည်းအားလုံးပဲနော်အခုနေတိုက်တွေမှာကဏ္ဍတစ်ပေးတာများတယ်နော်ကျွန်တော်တို့ကတော့တူရီကိုစီးပွားရပါသေးတယ်ဝါနာရပါထိုးတဲ့အကူတွေမှတွေမောင်ကျော်ကိုယုံကြည်တဲ့ကိုတွေမှတွေဒီနေတိုက်ကဏ္ဍတွေကတင်ပေးတာများလို့လိုက်မကစားခြင်းတေချာရရမဲ့မင်းပတိတလုံးလုံးမေကွက်ကလေးတကွက်ကောင်းနှစ်ကွက်ကောင်းကစားခြင်းနဲ့မိတ်ဆွေတွေအားလုံးပဲတေချာနားထောင်ပေးပါကျွန်တော်ရှိမှလာမဲ့အပတ်အတွက်တနင်္လာအင်္ဂါဗုဒ္ဓဘူး3ရက်ကိုမောင်ကျော်ကနေပြီးတော့မွေးရမယ်3ရက်မွေးရမယ်ဆိုမဲ့တနင်္လာအင်္ဂါ2ရက်တွင်းမှာထွက်ဖို့အလွန်အားကောင်းတဲ့မောင်ကျော်အပတ်တိုင်းမှာတာဝန်ခံမှုတာဝန်ယူမှုနဲ့ပေးနေတဲ့ဇာရိုးပတိတလုံးနဲ့မွေးကတဲ့နှစ်ကွက်ကိုကျွန်တော်ရှိမှဒီညနေပြီးတော့တောက်ကြနေ17နာရီကိုကြိုတင်ပြီးအဖွဲ့ဝင်တဲ့မိတ်ဆွေလူဟောင်းလူသစ်ညီသူမဆိုကိုတောက်ကြနေနေကုန်းစားမှာထိုးရမယ်မိန်အော်နှစ်ကွက်ကိုမြတ်တာလက်ဆောင်နေနဲ့ထည့်ပြီးတော့ပေးပါမယ်။နော်တောက်ကြနေနေကုန်းစားမှာထိုးရမယ်နေတိုက်မိန်အော်နှစ်ကွက်ကိုမြတ်တာလက်ဆောင်နေနဲ့ထည့်ပြီးတော့ပေးပါမယ်။အဖွဲ့ဝင်ကျတော့ပုံမှန်တိုင်း1000ခွဲချက်ပါ။နော်အဖွဲ့ဝင်ကျတော့ပုံမှန်တိုင်း1000ခွဲချက်ပါ။ယုံကြည်မှုရှိတော့အဖွဲ့ဝင်တဲ့ညီလေးရေလာမဲ့ဘက်ကိုလည်းတေချာရရမယ်။နော်ပတိလုံးဝလေးတစ်လုံးလုံးနဲ့ဝေကွက်ကလေးတစ်ကွက်ကောင်းတစ်ကွက်ကောင်းလေးနဲ့ကစားခြင်းနဲ့တောက်ကြနေမှလည်းလက်ဆောင်ကနန်းလေးနဲ့အစင်တီခြင်းနဲ့ဆိုတဲ့မိတ်ဆွေတွေအားလုံးကကျွန်တော်ရှိမှလာရောက်ပြီးတော့အဖွဲ့ဝင်ပါအဖွဲ့ဝင်ကြီးကပုံမှန်တိုင်း1000ခွဲချက်ပါဘလို့အဖွဲ့ဝင်ရမလဲဘလို့ဆက်သွယ်ရမလဲမသိသေးတော့မောင်ကျော်ရဲ့မိသားစုဝင်အကိုဒီမကြီးအားလုံးကမောင်ကျော်ရဲ့ဖုန်းနံပါတ်ကလေး39 45ခွန်6ခွန်112ကဲ39 421 935 935အဲ့ဒီဖုန်းနံပါတ်နှလုံးကိုတရက်ဆက်သွယ်ပေးပါအဖွဲ့ဝင်ကြီးကိုလုံးဝကြုံလဲပါနဲ့ညီလေးကိုကြီးတို့အဖွဲ့ဝင်ကြီးတို့ပါမောင်လေးမာကြီးတို့အဖွဲ့ဝင်ကြီးတွေတော့ဆိုပြီးတော့ကျွန်တော်ကနေလွှဲဆိုမှအဖွဲ့ဝင်ကြီးကိုလွှဲပေးပါနော်ဖုန်းနံပါတ်နှလုံးကိုတစ်လုံးမရရင်တစ်လုံးကိုဆက်သွယ်ပေးပါနော်ညီလေးအားလုံးပဲဖုန်းလေးတော့နည်းတင်ကြီးခံပြီးတော့ခေါ်ပေးပါနော်တကယ်ယုံကြည်မှုရှိမှလာရောက်ပြီးလက်တွဲပါနော်လာမယ့်ပတ်စာတို့ပတ်တီနဲ့ငွေကနန်းကိုလည်းရမယ်တောက်ကြတဲ့နေကုန်းသားမှာထိုးရမယ်ညလက်ဆောင်မယောနှစ်ကွက်ကိုလည်းရမယ်အဲ့ဒီညလက်ဆောင်ပေးမဲ့ကနန်းလည်းလုံးဝကြိုက်တယ်ကြာတာပလေးတွေမှာထုတ်ပေးတာတော့မယောကွက်တော့မမီဘူးလုံးဝပတ်တီတော့ညလက်ဆောင်မိလိုက်တယ်နော်တောက်ကြတဲ့နေကုန်းသားမှာတော့မယောကွက်မိအောင်အကောင်းဆုံးစူးစမ်းပေးပါမယ်ညိုရီအားလုံးပဲနော်ကဲအားလုံးပဲကိုကိုတွေမှာအားလုံးပဲနေတိုက်တစ်ကွက်ကောင်းလေးက49တီတစ်ကွက်ကောင်းပါနော်နေတိုက်တစ်ခွက်ကောင်းလေးကတော့49ဒီတစ်ခွက်ကောင်းပါတစ်ခွက်ကောင်းကစားခြင်းနဲ့မိတ်ဆွေတွေအားလုံးက49တစ်ခွက်ကောင်းလေးကိုထည့်ပြီးတော့ကစားထားပါနော်ကိုကိုလေးမလေးအားလုံးပဲအဖွဲ့ဝင်မျိုးတွေအားလုံးကတအမတန်တော့လက်ဆောင်ကနန်းပြီးတော့လက်ဆောင်ကနန်းလေးမှရတယ်ဗျာဇာတို့ပတ်တီနဲ့ငွေကနန်းကြတော့ဇာတို့ပတ်တီရောငွေကနန်းကောအပတိုင်းလိုရနေတာဟုတ်တယ်နော်လူဟောင်းမိတ်ဆွေတွေကိုအဓိကထားပြီးပြောချင်တာလာမဲ့ဘက်ကိုလည်းမထစ်မနေအာပြန်လဲပြီးတော့ဖွဲ့ဝင်ထားပါလာမဲ့ဘက်ကိုပေးမဲ့ဇာတို့ပတ်တီနဲ့ငွေကနန်းကလည်းကျွန်တော်တို့ဒီအပတ်တွေပေးသလိုပဲဇာတို့ပတ်တီရောငွေကွက်ကောထွက်ဖို့အလွန်အားကောင်းပါတယ်နော်ဇာတို့ပတ်တီနဲ့ငွေကနန်းထွက်ဖို့အလွန်အားကောင်းတော့တောက်ကြနေပွဲသိမ်းမှပေးမဲ့မြစ်တာလက်ဆောင်မင်းအောက်ကွက်တွေရတယ်အလွန်အားကောင်းပါတယ်နော်ကဲအားလုံးပဲအဖွဲ့ဝင်တွေမိတ်ဆွေတွေအားလုံးပဲတေချာနာတော့ဝေးပါအဖွဲ့ဝင်ရင်ဘာရမလဲဆိုလာမဲ့ဘက်ဗိုလ်တဘူးမကျော်ဆိုရင်မဲ့တနေ့နဲ့အင်္ဂါနှစ်ရက်တွင်းမှာထွက်ဖို့အလွန်အားကောင်းတဲ့မောင်ကျော်ကနေပြီးတော့တာဝန်ခံမှုတာဝန်ယူမှုနော်အပတ်တိုင်းမှာခံပြီးတော့တာဝန်ခံမှုတာဝန်ယူမှုတရားခံလို့အမခံကြီးပေးနေတဲ့ဇာတို့ပတ်တီတစ်လုံးနဲ့ရမယ်ငွေကနန်းနှစ်ကွက်လည်းရမယ်ဒီညနေပြီးတော့တောက်ကြနေ17နာရီမနက်ထီကိုကြိုတင်ပြီးအဖွဲ့ဝင်တဲ့အကူတွေမတွေအားလုံးကတောက်ကြနေနေကုန်းစားမှာမောင်ကျော်အရန်ကြိုက်တဲ့မယောနှစ်ကွက်ကိုလည်းမြစ်တာလက်ဆောင်နေနဲ့ထည့်ပြီးတော့ရမယ်နော်အဖွဲ့ဝင်ကျတော့ပုံမှန်တိုင်း1000ခွဲချက်ပါငွေပေးလို့ကနန်းရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ရှိမှလာရောက်ပြီးတော့အဖွဲ့မဝင်ပါနဲ့တကယ်ယုံကြည်စွာနဲ့လိုက်ပြီးကစားမယ်ဆိုမှလာရောက်ပြီးတော့အဖွဲ့ဝင်ပါအဖွဲ့ဝင်ကျတဲ့မိတ်ဆွေတွေအားလုံးကဘလို့ဆက်သွယ်ရမလဲမသိသေးဘူးဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကလေး39 45ခွန်6ခွန်112ကဲ39 421 935 935အဲ့ဒီဖုန်းနံပါတ်နှလုံးကိုတရက်ဆက်သွယ်ပြီးဒီဗီဒီယိုပိုင်း comment အောက်မှာလည်းကျွန်တော်ရဲ့ဖုန်းနံပါတ်ကလေးကိုပြင်ထောက်ပေးထားမယ်အဖွဲ့ဝင်ကြီးကိုလုံးဝကြုံလဲပါနဲ့ကျွန်တော်ဖုန်းဆက်ပြီးတော့မှကျွန်တော်ကလွှဲဆိုမှအဖွဲ့ဝင်ကြီးကိုလွှဲပေးပါနော်ဟိုနေတိုင်းမှာဟိုအဖွဲ့ဝင်ဝင်နိုင်တဲ့ကိုတွေမတွေအားလုံးကကျွန်တော်နေတိုင်းကဏ္ဍလေးတင်ပေးထားတယ်ဒါလေးတွေကိုယူသုံးပြီးတော့ကစားပါနော်ကျွန်တော်အားလုံးကိုကူညီပေးပါတယ်နော်ဒါပေမဲ့ကျွန်တော်ပြောချင်တာကကိုကတူးဒီကိုဝါနာရတိစီဝါရတိတကယ်ကစားတဲ့ဆိုရင်ဒီလိုဇာတို့ပတ်တီနဲ့ငွေကနန်းနေတော့တာဝန်ခံမှုတာဝန်ယူနဲ့ပေးတဲ့ကနန်းတွေလိုက်ပြီးတော့ကစားတင်ကနန်းအများကြီးလိုက်ပြီးကစားရရင်ဆိုင်ဒီလိုမျိုးဇာတို့တေချာလေးထိုးရင်ကိုယ်အပတိုင်းစင်နေပါမယ်ဒီပတ်တွေမှာဆိုဇာတို့ပတ်တီရောငွေကွက်ထွက်နေတာလက်ဆောင်ကနန်းပြီးတော့လက်ဆောင်ကနန်းတွေထွက်နေတာညူဆွဲတာမဟုတ်တော့တကယ်ယုံကြည်မှုရှိမှလာရောက်ပြီးလက်တွဲပါကျွန်တော်အစင်တေလားမတေလားကျွန်တော်ရှိမှလက်တွဲတဲ့လူတိုင်းသိတယ်နော်ကဲကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးကိုအစားအနေဆုံးပြီးဆုံးနိုင်အောင်ကြည့်ပြတယ်မောင်ကျော်ရဲ့မိသားစုဝင်ကိုဒီမလေးအားလုံးပဲစိတ်ကြမ်းမှခြင်းကိုချမ်းသာခြင်းနဲ့တည်ဆုံနိုင်ကြပါစေပွဲသိမ်းလေးမှလည်းထပ်ပြီးတော့အောင်မြင်မှုတွေရရှိနိုင်ကြပါစေလို့ဆုတောင်းပေးနေကျွန်တော်ရဲ့ဗီဒီယိုပိုင်းလေးကိုဒီနားမှာပဲရှင်းနာခွင့်ပြုပါဒီဗီဒီယိုပိုင်းလေးကိုကြည့်ပြတာနဲ့အဖွဲ့ဝင်ခြင်းနဲ့မိတ်ဆွေတွေအားလုံးကဖုန်းတိုင်းကလေးဆက်သွယ်ပေးပါတစ်လုံးမရင်တစ်လုံးခေါ်ပေးပါတစ်ချိန်မရရင်နှစ်ချိန်ခေါ်ပေးပါနော်အားလုံးပဲကွက်လက်ပါစနေကြပါစေနော်